အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျွန်မကဒီချုံပုတ်တဲ့ဖြူပြောဝင်ကိုဖြောင်းနေရဖြစ်ပါရှင်ဒီချုံပုတ်တဲ့ဖြူပြောဝင်ဆိုတာကကြတော့ဒီချုံပုတ်တက္ကသိုလ်ကနေပြီးတော့ဖွင့်လာတဲ့တက္ကသိုလ်စီးရုံကြီးတစ်ခုပေါ့နော်အဲဆိုဒီတက္ကသိုလ်စီးရုံကြီးအားဆိုလို့ရှိရင်တကယ်ကို international အဆင့်ရှိတဲ့ဒီကိုရီးယားမှာဆိုရင်university level ရှိတဲ့စီးရုံဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဘာတွေအဓိကကောင်းလဲဆိုရင်ကင်ဆာကုတဲ့ဌာနကြီးကောင်းတယ်ဒီမှာစကားရေးထားကင်ဆာကုတဲ့ဌာနကြီးကောင်းတယ်နှလုံးကြောက်ကပ်အသေးပေါ့နော်ဒီအတွင်းပိုင်းဆိုင်ရာကုတာတွေခွဲစိတ်တဲ့ဒီလိုစင်နဲ့ခွဲစိတ်တဲ့ဌာနကြီးကောင်းတယ်ပေါ့နော်ဒီလိုစီးရုံကြီးတွေမှာဆိုလို့ရှိရင်ချက်ချင်းပြကြတယ်ပြလို့မရဘူးပေါ့နော်အရင်ကဆုံးလွှဲစာပါရပါတယ်ရှင်ဒါကမှအရင်တစ်ခါကဗီဒီယိုမှာလည်းပြောပြပြပါတယ်ဒီလိုစီးရုံကြီး level 3ရှိတဲ့ဆေးရုံကြီးမှာပြချင်တယ်ဆိုရင်ဆေးရုံငယ်လေးတွေရဲ့လွှဲစာဆရာဝန်ရဲ့စာကိုပြောင်းတောင်းခဲ့တာမှဖြစ်ပါတယ်။화장 저기 있다. ဆိုတော့ဒီလွှဲစာလေးပါရမယ်။ဒီလွှဲစာပါတိုင်းလည်းဒီနေ့ပြဒီနေ့ချက်လို့မရဘူးပေါ့နော်။ဆိုတော့ချက်ချင်းပြလို့မရတဲ့အနေအထားရှိရဘယ်လိုအနေအထားမျိုးလဲဆိုတော့လွှဲစာပြပြီးပြီ။လွှဲစာလည်းပါတယ်ဆိုရင်တော့မှဒီနေ့မှာဒီဌာနမှာဒီဆရာဝန်ကသူ့ထိုင်ရမဟုတ်ဘူးဆိုလို့ရှိရင်ကိုကနောက်တစ်ရက်ကိုလာပြီးရတယ်သူ့ချင်းရက်ကိုလာပြီးရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်2ရက်လာတယ်ပေါ့နော်ဒီပထမတစ်ရက်ကတော့ဖဲစာပါတယ်ဒါပေမဲ့ဆရာဝန်ကသူ့ထိုင်တဲ့ရက်မဟုတ်ဘူးမနေ့ကမှလာတာဆိုတော့မနေ့ကမှလာပြီးရတယ်ပေါ့နော်အဲဒါဆို2ရက်ဖြစ်သွားပါရှင်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီအရင်တော့ဒီ information center ရှိရပေါ့နော်အဓိကတော့ဒီနေ့ပြမယ့်လူနာကအဓိကရှာပေါ့နော်ရှာနဲ့ပတ်သက်ပြီးပြချင်တာရှာမှာအခုပေါက်တာဖြစ်တဲ့အတွက်ကြောင့်ဒီ evening ဟူကဌာနဘုံမဟုတ်ခြေကွာဌာနမှာပြရပါတယ်ဆိုတော့ဒီနေ့ကတော့ evening ဟူကဌာနကိုသွားမှာဖြစ်ပါတယ်ကျွန်မကတော့စောရိုက်နေလို့ဒီဗီဒီယိုလေးရိုက်နေပြပြပါဆိုတော့ဒီကျွန်မထိုင်ဆောင်လိုက်ပါအောင်လို့ရှင်ပြီးတော့မှယောဂလာချင်းနေကြနေတော့အသေးစိတ်ပြပြပေးပါမယ်အားလုံးကျေးဇူးများတင်ပါတယ်ရှင်